လို့ပြောပြပေးချင်တာလေးရှိလို့ပါဒါကဘာလဲဆိုလို့ရှင်လေတရားမမျှတဆိုတာအလုပ်ထုံးမှုအတွက်ဒီအလုပ်သမားတွေဝန်ထမ်းတွေဘက်ကရပိုင်ခွင့်နဲ့နာကြီးနှုံထားတဲ့အကြောင်းပေါ့နော်ဘယ်လိုလဲဆိုလို့ရှင်ကိုကကောင်းမွန်စွာမှန်ကန်စွာအလုပ်လုပ်နေပါရဲ့နဲ့ပေါ့နော်ကိုဘာပြစ်မှမလုပ်ထားပဲနဲ့ကိုအလုပ်ရှင်ဘက်ကကုမ္ပဏီဘက်ကဒီစက်ရုံတွေဘက်ကကိုအလုပ်ထုတ်မယ်အလုပ်ဖြုတ်မယ်လူလျှော့တဲ့ထဲမယ်ဆိုပြီးတော့လောက်လာပြီဆိုလို့ရှင်ကိုကဒီနင့်နာကြီးပြန်တောင်းခွင့်ရှိရဲကြောက်စရာမလိုဘာလို့လဲဆိုတော့ဒီအလုပ်သမားတွေအတွက်ကိုဒီအလုပ်သမားဥပဒေကချမှတ်ပေးထားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမြတ်မှတ်ထားစေချင်တယ်ဒီလိုမျိုးနှုံးထားတွေကဘယ်လိုလဲဆိုလို့ရှင်တက်တန်းလိုက်ကွာသွားတယ်ဥပမာ4လနဲ့အထက်တစ်နှစ်အောက်အလုပ်လုပ်ထားတဲ့သူဆိုလို့ရှင်လောက်ခလာစာ1လစာရမယ်တကယ်လို့တစ်နှစ်နဲ့အထက်3နှစ်နဲ့အောက်ပေါ့နော်တစ်နှစ်နဲ့3နှစ်ကြာမှလုပ်ထားတဲ့သူဆိုလို့ရှင်လောက်ခလာစာ3လစာရမယ်2နှစ်နဲ့6နှစ်ကြာတဲ့မှာလုပ်ထားတဲ့သူဆိုလို့ရှင်ဒီလောက်ခလာစာ6လစာရမယ်တကယ်လို့6နှစ်ရဲ့အထက်10နှစ်အောက်ပေါ့နော်6နှစ်နဲ့10နှစ်ကြားထဲမှာလှုပ်ထားတဲ့သူဆိုလို့ရှိရင်လောက်ခလာစာဒါ8လစာရမယ်တကယ်လို့10နှစ်နဲ့အထက်ပေါ့နော်ကိုက10နှစ်17နှစ်12နှစ်10နှစ်နဲ့အထက်လှုပ်ထားဘူးတဲ့သူဆိုလို့ရှိရင်လောက်ခလာစာကို10လစာရအောင်ရရမယ်အဲ့ဒီဟာတွေကမဖြစ်မနေကိုရအောင်ရရမယ်ကိုရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့အတွက်အဲ့ဒီဟာတွေကိုတောင်းမှတကယ်